daily blog မရိုက်ဖြစ်တယ်တော့9ရက်လောက်ရှိသွားပြီပေါ့နော်ကဲဒီနေ့ကျွန်တော်ပိတ်ရက်လဲဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ဘာစားတယ်ဘာလုပ်တယ်ဘယ်သွားလဲဆိုတော့ကျွန်တော်ဗီဒီယိုရိုက်ပြပေးပါမယ်ဒီနေ့ကတော့ episode 3ပေါ့နော်အခုကျွန်တော်မနက်စာ protein pancake လုပ်ပြပါမယ်โอเคပါကျွန်တော်အုတ်ကြုံကို80 gram ထည့်ပါတယ်အုတ်ကြုံကိုအမုတ်ကျိတ်လိုက်တယ်ပေါ့နော်သူကဒီကျိတ်ပြီးသားအမုတ်တစ်ခါတည်းဝယ်လဲရပါတယ်ညက်ပြောတီးကိုကျွန်တော်တစ်ချမ်းသုံးပါတယ်တစ်ချမ်းထည့်လိုက်ပါတယ် V protein အမုတ်ပေါ့နော်ကျွန်တော်1 scoop သွန်းထည့်ပါတယ်ဒီ1ကောင်းဖို့အတွက်ကျွန်တော်တင်ကျင်သွန်းထည့်ပါတယ် baking powder နည်းနည်းထည့်ပါတယ် vanilla နည်းနည်းထည့်ပါတယ်အထွေထွေ3ကြုံမုတ်ကိုကျွန်တော်သွန်းကြော်လေးထည့်ရပါတော့ကျဲဥတစ်လုံးထည့်ပါလေရေကို100 ml လောက်ကျွန်တော်အရင်ထည့်တယ်ပေါ့နော်နည်းနည်းစီထည့်ပြကိုရှင်းရှိတ်ပြီးတော့ထည့်ပေါ့နော်ဘလန်ဒါနဲ့ကြိတ်မယ်ပေါ့နော်ဒီကောင်းကြော်ဒီမီအေးလေးနဲ့ပဲကြော်ပေါ့နော်ဘယ်လိုဆိုခဏလေးနဲ့ချက်ပြီးတော့ခဏလေးနဲ့တူးသွားတက်ပါတယ်အခုကျွန်တော်အိုးဘာစီမှမထည့်ထားဘူးပေါ့နော်ဒါအိုးနည်းနည်းလေးပဲပို့ပေးထားပါတယ်ဟိုနည်းနည်းလေးအပေါက်လေးဖြစ်လာရင်လန်လို့ရပါပြီဒီမှာဒီကောင်ကိုချက်သွားရပါမယ်ကြည့်မဆိုးဘောနော်ဒီမှာလာတယ် protein pancake ကျွန်တော်ဆက်ကြော်လိုက်ပါဦးမယ်။ဒါပါဒီကောင်ကနောက်ဆုံးတစ်ခုဒီမှာအများရရပေါ့နော်မကြည့်12ခု14ခုလောက်ရပါတယ်ခုနငှက်ပြောတီးရှမ်းကြံတဲ့ဟာပေါ့နော်ပြီးတော့ဒီ blueberry ပေါ့နော်ဒီကောင်လည်းပြောမှု super blueberry ပါပဲဒီမေပဲပေါ့နော်မေပဲအနစ်ဒီကောင်သစွန်းနောက်ဆုံးအနေနဲ့ဒီ Costco ကဝယ်တဲ့ပြားရည်ရမ်းတန်ပါတယ်ဒီကောင်စမ်းလိုက်ရင်မနေ့စာစားလို့ရပါပြီ protein တက်ကျွဲဝတဲ့ဒီကျွန်တော်ပေးရက်မှာလှုပ်စားဖြစ်တဲ့ protein pancake မနေ့စာပေါ့နော်အများကြီးပါပဲကျွန်တော်စားပါတော့မယ်ဒီမှာဒီလိုမေပဲနဲ့တော့ကောင်းပါလားအခုကျွန်တော်ဒီမနက်စာလဲစားပြီးသွားပြီဆိုတော့အခုကျွန်တော်ထမင်းဘူးပြင်ဆင်ပါမယ်ပုံမှန်ကျွန်တော်အလုပ်ရှိတဲ့ရက်ဆိုရင်တော့ကျွန်တော်ထထပြီးချင်းကျွန်တော်တရက်တာစားရမယ့်ထမင်းဘူးလေးတွေပြင်ဆင်နေပါတော့ကဲအခုပိတ်ရက်ဆိုတော့အခုကျွန်တော်မနက်စာစားပြီးမှပဲကျွန်တော်ဂျင်မသွားခင်လေးပါမှာဒီကြက်သားဆိုကျွန်တော်နှက်ထားတာပါမင်းညကလေးကနှက်ထားတာပေါ့နော်ကဲအခုကျွန်တော်ကြော်ပါမယ်အစီမထည့်ထားပါဘူးစီနဲ့ကြော်စရာမလိုဘူးပေါ့နော်ကြက်သားကိုကျွန်တော်ကပြုတ်ကြော်တယ်ဆိုတော့တိုင်းစီမပါပဲနဲ့ထည့်ပြီးတော့ကျွန်တော်ဒီအဖုံးအုပ်ထားလိုက်ရုံပဲပေါ့နော်အဲ့ဒါအောင်မှကြာမီးအေးလေးနဲ့ကြော်လိုက်တာပါဒီကောင်လည်းစီမပါဘူးပေါ့နော်ဖုံးအုပ်လိုက်ဂျင်းနဲ့ကြော်တယ်လို့ပြုတ်တယ်လို့ဖြစ်တော့ဒါမှကျွန်တော်စားနေနေလေးပဲဖြူပါမယ်အင်းချက်တယ်တွေကတော့လွယ်တယ်ပေါ့နော်ဒီတိုင်းတည်ထားလိုက်ရုံပါပဲမီးအေးလေးနဲ့ချက်သားဒီခဏတော့မွေပေးမှရတယ်ပေါ့နော်ဟိုဘက်ဒီဘက်လန့်ပေးမှရပါတယ်ဟုတ်ဆိုရင်တူးသွားတတ်တယ်ပေါ့သမင်းကိုတော့ကျွန်တော်တနက်ကိုကျွန်တော်200 gram စားတယ်ပေါ့နော်ဘောက်ကော်လီကိုကျွန်တော်100 gram ပေါ့နော်ချက်သားတော့ကျွန်တော်တနက်ကို200 gram ပေါ့နော်ဒီကောင်ကချက်ရင်အောင်သားပါချက်ရင်အောင်သားတော့အကောင်းဆုံးပါဘာနည်းလေးစားပါခင်ဗျာဒီကျွန်တော်လည်းအိတ်နောက်မှာအများအားရှိတ်ထားတဲ့ဘူးသေးလေးကဒီကောင်ပဲပေါ့နော်ဒီကောင်ဆိုတစ်ခါတောက်စာထည့်လို့ရပါတယ်30 gram လောက်ပေါ့နော်ဒီ protein တွေကဘူးတွေထည့်ထားရင်တခါလေးရေထည့်ထားရင်သူကထားတာနည်းနည်းကြာရင်နန်တယ်လို့ဖြစ်တယ်ပေါ့နော်အဲကြောင့်မို့ဒီလိုတခါတောက်စာအပြင်သွားရင်ဒီလိုယူသွားလို့ရပါတယ်ဒါဆိုလည်းအိမ်မှာကျွန်တော်ရှိတ်ထားလိုက်ရုံပါပဲအခုကျွန်တော်ကျင်ရောက်ပါပြီအခုတော့12နာရီကျော်သွားပြီပေါ့နော်ကျွန်တော်နေ့လည်ဖက်မစောဖြစ်တဲ့တောင်တော်တော်ကြာနေကျွန်တော်ကျင်မစောခင်ဟက်ကာလီတင်းပါအလုံးတောက်လို့ပေါ့နော်ခရီတင်းက5 gram လောက်ပေါ့နော်ပြီးတော့ဒီ pre workout ပေါ့နော် C4 pre workout ဒီကောင်လည်းတောက်ပါတယ်ဒီကောင်အရတာကျွန်တော်ကြိုက်တယ်ဒီကောင်သဆုံးပေါ့နော်အော်ရည်နဲ့ဖြောတောက်လိုက်အရောင်ကတော့ဘယ်လိုရောင်လဲမသိဘူးနက်တဲ့ချိန်မိုက်တယ်ဒီကျွန်တော်ကျင်စော့နေတဲ့ချိန်မှာတော့ဒီ EAA တောက်တယ်ပေါ့မှာပါရေထည့်ပြီးတော့ကဲအခုကျွန်တော်အင်ဂျီလဲပြီးတော့အကျော်လေးပါလေးရှော့ပြီးတော့ကျွန်တော်ဒီနေ့အောက်ပိုင်းဆော့ပါမယ်
စားမယ်ပေါ့နော်နေ့လေစာစားတဲ့ချိန်လေ3နိုင်ဖြစ်နေပါပြီနေ့ချိန်နေ့လေပဲတော့စော့လိုက်တော့အချိန်ကြီးမမှန်တော့ရေခဏနေမှရှိုးလိုက်ပါမယ်ဒါမနေ့တော့ကျွန်တော်လှုပ်ထားတဲ့သမင်းဘူးပေါ့နော်စက်သား100 gram သမင်း100 gram ဒီအရွက်က100 gram ပြီးတော့ဒီအာမွန်စိတ်နည်းနည်းနဲ့နေ့လေစာပါကျွန်တော်စားလိုက်ပါဦးမယ်ဒါတော့ကျွန်တော်ပေါ်တာရဲ့ fashion ပေါ့နော်ပေါ်တာ fashion အဲ့တော့ဘာ fashion လဲတော့မသိပါဘူးမနေ့လဲအောက်ပိုင်းလဲတော့ဆော့ထားတော့ဘယ်လိုလာမလဲမသိပါဘူးဘာလုံးကန်နိုင်မလဲမသိပါဘူးဒါတော့ပတ်မုတ်ကျေုံနေပေးနေပြရည်နေခုဘလုံးကန်ပြီးတော့သမင်းတနက်ထပ်စားပါတယ်သမင်းဘူးယူလာတယ်ပေါ့အော်ချက်ပေါင်လဲဆိုတော့သမင်းစားလိုက်ပါမယ်ဒါကတော့ကွန်ဘီနီရှိမှာပါလော်ဆန်ရှိမှာခေပါကျွန်တော်သမင်းစားပြီးမှပဲအိမ်ပြန်တော့အခုတော့ည7:00နာရီခွဲသွားပြီပေါ့နော်အခုကျွန်တော်နောက်ဆုံးသမင်းတနက်ထက်စားပါတယ်သမင်း100 gram စက်သား100 gram အရွက်ကတော့100 gram နီးပါးပေါ့နော်ဥပမာဆိုထောပတ်တီးတစ်လုံးပါစားတယ်ပဲဒါပေမဲ့ဒီညထောပတ်တီးမစားဖြစ်ဘူးပေါ့နော်ဒီအာမွန်စေးနေပြီးတော့ပရိုတင်း30 gram နဲ့စားပါတယ်ဒါကတော့နောက်ဆုံးညစာပေါ့နော်ခုနကကျွန်တော်ဘလုံးကန်ပြည့်ပြန်မှာတော့ Starbucks ခဏမရှာတစ်ခွက်လောက်မျိုးပဲတောက်ပါသေးတယ်။တစ်ပတ်မှတစ်ခါလောက်တော့ပဲတောက်ဖြစ်တယ်ပေါ့။နောက်ဆုံးသမင်းတနက်စားပြီးတော့အိပ်ပါတော့မယ်။ညပြန်လည်းပေးရဆိုတော့ဒီစီးပဲပေါ့နော်။ဒီကောက်ဗီဒီယိုလည်းဘာမှတွေ့ထူးမရှိပါဘူး။ဒီလောက်ပါပဲ။ဒီကုတ်ကျွန်တော်ညစားလိုက်ပါဦးမယ်။အားလုံးကျေးဇူးတင်ပါတယ်။